သွေးတိုးကြောက်ဆေးတွေနေတိုင်းတောက်နေရလို့ရေရှည်မှာကြောက်ကတိမှာအထက်ထိမှာစိုးရိမ်နေမှာသလားဆေးကြီးပဲအားကိုးနေမဲ့အစားတင်းရဲ့နေ့စဉ်အကျင့်လေးတွေကိုပြင်လက်ယုံနဲ့သွေးပေါင်ချိန်ကိုကြာဆင်းသွားစေဖို့ကူညီပေးနိုင်ပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့သွေးတိုးယောဂါကိုထိရောက်စွာကာကွယ်ကုသနိုင်မဲ့တဘာဝနည်းလမ်း၄မျိုးကိုပြောပြပေးသွားမှာပါနံပါတ်1ဆိုဒီယမ်ခေါ်စားဓာတ်ကိုထက်ဝက်လျှော်စားပါသွေးတိုးယောဂါရဲ့အဓိကတရားခံဟာအငန်ဓာတ်ပါပဲဟင်းချက်တဲ့အခါစားငပြာကြီးနဲ့ဟင်းချိုမုတ်ဒီကိုအများကြီးထည့်မဲ့စားတံပွေရာကြီးမန်ကြီးရည်တို့လိုတဘာဝအချင်းတက်လေးတွေနဲ့အရသာကိုအစားထိုးပါအထူးသဖြင့်အသင်းစားခောက်ဆွဲတို့တွေစီးတွက်ဘူးတွေနဲ့ငပြာကြီးနယ်ထားတဲ့အစားအစာတွေကိုလုံးဝရှောင်ကျဉ်ရပါမယ်နံပါတ်2ပိုတက်ဆီယမ်ကျွဲဝတဲ့အစားအစာတွေများများစားပါပိုတက်ဆီယမ်ဓာတ်ဟာခန္ဓာကိုယ်ထဲကပိုလျက်နေတဲ့စားဓာတ်တွေကိုစီးကနေကစင်စွန့်ထုတ်ပေးတဲ့အတွက်သွေးပေါင်ချိန်ကိုကျဆင်းဖို့ကူညီပေးပါတယ်ပိုတက်ဆီယမ်အများဆုံးပါဝင်တဲ့အစားအစာတွေကတော့ငပြောသီးကန်စွန်းဦးဟင်းနုနွယ်ရွက်နဲ့ခန်းကျင်သီးတို့ပဲဖြစ်ပါတယ်နေ့စဉ်အစားအစာထဲမှာမပါမဖြစ်ထည့်စားပေးပါနံပါတ်3တနေ့ကိုအနည်းဆုံးမိနစ်30လမ်းလျှောက်ပါလေ့ကျင့်ခန်းမှန်မှန်လုပ်တာဟာနှလုံးကြွက်သားတွေကိုတန်းဆွမ်းစေပါတယ်နှလုံးကသွေးတွေကိုညှစ်ထုတ်တဲ့အခါအားစိုက်စရာတိတ်မလိုတော့တဲ့အတွက်သွေးကြောတွေပေါ်တက်ရောက်တဲ့ဖိအားတွေလျော့ကျသွားပြီးသွေးပေါင်ချိန်ကျဆင်းလာပါတယ်မနက်ပိုင်းဖြစ်စေညနေပိုင်းဖြစ်စေချွေးထွက်တဲ့အထိဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ပေးတာဟာအကောင်းဆုံးသွေးတိုးကြစေတစ်ခွက်ပါတယ်နံပါတ်4တညကိုအနည်းဆုံး9နာရီအေးအေးဝဝအိပ်ပါအေးအေးပြတဲ့ညတွေဆိုရင်နောက်နေ့မနေ့မှာဇက်ချောတွေတင်းပြီးသွေးတိုးနေတတ်တာကိုသတိထားမိမှာပါကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့သွေးပေါင်ချိန်ဟာတဘာဝအတိုင်းအနှိမ်ဆုံးကိုရောက်ရှိနေပါတယ်အေးအေးမဝတဲ့အခါစိတ်ဖိစီးမှုဟော်မုန်းတွေထွက်လာပြီးသွေးကြောတွေကိုကျင်းစေတဲ့အတွက်သွေးကြိုးယောဂါကိုပိုဆိုးစေပါတယ်တင်ရောသွေးပေါင်ချိန်တက်လာရင်ဘလူတဘာဝနီလန်းလေးတွေနဲ့ဖီရှင်းလိရှိလဲဆိုတာကွာမမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးဒီအချက်လေးတွေကိုနေ့စဉ်လိုက်နာကျင့်သုံးသွားမယ်ဆိုရင်သွေးတိုးယောဂါအန်အဲကနေကင်းဝေးမှာအသေးအချာပါပဲဗီဒီယိုလေးကအကျိုးရှိလဲဆိုရင် like နှိပ်ပေးဖို့နဲ့နောက်ထပ်ကျန်းမာရေးဘုဟုတုတာတွေအတွက်အခုပဲ subscribe လုပ်ထားလိုက်ပါအားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ